2026ကမ္ဘာဖလားပြိုင်ပွဲကိုအီရန်အသင်းမရှင်ပြိုင်တင်ကြောင်းဒေါ်နယ်ထရန့်မှမှတ်ချက်ပြုဘလွန်ကျသူများအတွက်ကျမတို့ရဲ့1 million ချန်နယ်ပြန်နေကြိုးပမ်းပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်က2026ကမ္ဘာဖလားပြိုင်ပွဲမှာအီရန်အသင်းရှင်ပြိုင်မည်ဆိုပါကကြိုးဆိုသွားမယ်လို့ပြောကြားခဲ့ပေမဲ့မရှင်ပြိုင်တင်ကြောင်းမှတ်ချက်ပြုခဲ့တယ်လို့သိရပါတယ်။အီရန်လက်ရေးစင်အသင်းကိုကမ္ဘာဖလားပြိုင်ပွဲကကြိုးဆိုပါတယ်။ဒါပေမဲ့သူတို့ရဲ့ဘဝနဲ့လုံခြုံမှုအတွက်ရှင်ပြိုင်တင်တယ်လို့ကျွန်တော်ကတော့မယုံကြည်ပါဘူးလို့ဒေါ်နယ်ထရန့်ကသူ့ရဲ့လူမှုကွန်ရက် Trump Social မှာကြာသပတေးနေ့ကရေးသားခဲ့ကြောင်းသိရပါတယ်။အီရန်အားကစားဝန်ကြီးက2026ကမ္ဘာဖလားပြိုင်ပွဲမှာအီရန်အသင်းဝင်ရောက်ရှင်ပြိုင်တော့မှာမဟုတ်ကြောင်းအတည်ပြုပြောကြားတဲ့သတင်းထွက်ပေါ်လာပြီးနောက်ဒေါ်နယ်ထရန့်ကအခုလိုရေးသားခဲ့ခြင်းဖြစ်ကြောင်းလည်းသိရပါတယ်။ကမ္ဘာဖလားပြိုင်ပွဲရဲ့သမိုင်းမှာ1950ကမ္ဘာဖလားပြိုင်ပွဲကစပြီးနှုတ်ထွက်တဲ့အသင်းမရှိသေးပဲအီရန်အသင်းကပထမဆုံးနှုတ်ထွက်တဲ့အသင်းဖြစ်မှတ်တမ်းဝင်မှာဖြစ်ကြောင်းသိရပါတယ်။အီရန်အသင်းကလက်ရှိချိန်ထိ2026ကမ္ဘာဖလားပြိုင်ပွဲကနေတရားဝင်နှုတ်ထွက်ခြင်းမရှိသေးပဲတကယ်လို့နှုတ်ထွက်ခဲ့ရင်အီရန်နဲ့ UAE အသင်းတစ်သင်းအစားထိုးရှင်မြိုင်ခွင့်ရပွဲရှိကြောင်းသိရပါတယ်။